ပဲဒုက္ခတော့ရောက်ကုန်တော့ညက်ပြရမလားဒီဟာလေးတက်ထားလိုက်ပါလားလို့ပြင်ပြီးတော့ဒါမျိုးမလုပ်ရတော့နော်ဒါတော့ကိုကြောပေါ့နော်ကျွန်တော်လိုင်တာရမျိုးနဲ့ဒီတင်မြင့်ဆောင်7နှစ်ပေါ့နော်ဒီမှာဒီအကိုကဘယ်လိုလဲဆိုတော့သူကအောက်ပိုင်းကမတန်နာလားလုံးဝမတန်နော်အဲ့ဒါစေးတော့မလားဘယ်ရွာခါလေသားလေးခါလေခါတစ်နှစ်သားယူတစ်နှစ်ဆိုတစ်နှစ်ပြောဗာလဲခါလူမျိုးမသိရဘူးတစ်နှစ်သားလောက်တည်းကစေးတော့မှပြီးတော့အဲ့လိုလုံးဝရှောက်မရတော့နော်အခုစပိန်ပြင်နိုင်ခွင့်ဘာလို့ပဲအဲ့ဟိုဆိုင်တွေကစောက်ခွင့်မရဘူးစီနေပြပြနေကြတော့ဟုတ်တယ်နားယူတာဒီဘဲဟိုဒီမှာဒီကအကူကဒီဟာကိုလှည့်လဲပြီးသွားတာချော်ကြဘူးလို့ဟိုအောက်ရောက်တော့မကြောက်ဘူးသူကလည်းသူတော့ကျွမ်းတယ်မကြောက်ဘူးဗရိတ်မပေါင်းတော့အိုးဒုက္ခပဲဒုက္ခတော့ရောက်ကုန်တော့ညက်ပြရမလားဒီဟာလေးတက်ထားလိုက်ပါလားလို့ပြင်ပြီးတော့အဲ့ဒါကိုအခုလူရှင်လဲကြည့်နေလောက်တယ်နော်ကျွန်တော်ဟိုဟာပြောပြချင်တာကဟိုဒီအကူကအခုလိုအပ်တာဆိုပါရှိလိုအပ်တာရှိနေတော့ဒီမော်တာဘိန်းလေးနဲ့ဆိုအဆင်ပြေတာပေါ့နော်မော်တာလေးတက်လာခင်ဗျဒါလေးကြတော့လေဒါဟိုနာဒီနာလေးသွားတာတော့အဆင်ပြေတာပေါ့နော်ဒါအောင်မော်တာတက်လိုက်ရောမရတော့ဘူးမရဘူးနော်ဦးလေဒီမှာလေးအေးပေါ့ဟုတ်ပြစ်ကြတော့အခုဒီကနေ့ဟုတ်တော့ဦးဟုတ်တယ်ဒါလေးကတော့ဆွေးနေတာဟုတ်နော်အဲ့တော့မော်တာနဲ့လှုပ်တဲ့ဟာလေးဆိုရင်ကောင်းပါပဲနော်အဲ့လိုမော်တာနဲ့လှုပ်တဲ့ဟာလေးဆိုရင်ကိုယ့်ကိုစင်တက်လာကိုယ့်ကိုအဲ့လိုရုံစင်တက်ဘယ်လိုစင်တက်လာတော့စပိန်ဟောကြောင်းနေကိုကစပိန်လှုပ်ပေးမယ်စပိန်ပဲလှုပ်တက်တာဒီဘေး3ဘိန်းနေပါမလှုပ်တက်ဘူးဒီပေါ်နော်အဲ့ဒါမျိုးသူကုန်ကြသေးဘယ်လောက်ရှိမှလို့ထင်ကုန်ကြသေးအားလုံးဖက်မြတ်ကြီးပြတ်တော့14-15သိန်းလောက်တော့14-15သိန်းလောက်တော့ကုန်မယ်နော်အဲ့တော့ကြာချိန်ကြတော့သူဘယ်လောက်ကြာနိုင်အဲ့ဒါကြောင့်ဘူးအထက်ပေါ်မှာမူတည်တာပေါ့ကျွန်တော်တို့ဟိုနေ့ကမေးထားတယ်နော်သူက3-4ရက်လောက်ကြာမယ်ဟုတ်နော်သူက73သိန်းကြာမယ်ဟိုဘယ်ဒီဘယ်လုံးလောက်ပြီးပါနားတော့ကျွန်တော်မေးထားတာအနည်းဆုံးနှလုံးတော့မေးထားတာကိုက9လုံးလောက်တတ်ထားတယ်ကိုကောင်းစော့သွားနော်အဲ့တော့ဟိုအခုအလူရှင်ကအကိုအတွက်ကိုလောလောဆယ်ဘိုင်နေပေါ့နော်ဘိုင်နေအကိုအတွက်ကိုကျွန်တော်10သိန်းပေးတာနော်10သိန်းဆိုတော့သူက73သိန်း14သိန်း15သိန်းအဝင်ကြီးရှိကျွန်တော်မဆိုင်နိုင်ဘူးကြိုပြီးလာမေးတာနော်အလူရှင်ကလောတယ်10သိန်းကျွန်တော်အခုအကိုမပေးခဲ့ဘူးဆိုတာ तू ကဘယ်ကိုဝယ်ပေးစေချင်တယ်နော်အဲ့ဟိုပတ်စံဟိုလူကမလူသေးချင်ဘူးဘယ်ကိုဝယ်ပေးဘာလို့လဲဆိုတော့အခုဒါကြီးကိုလှည့်နေတာက तू သဘောမကျဘူး तू စိတ်ထဲမှာ तू ပင်ပန်းနေအခုတော့ပင်ပန်းလား तू တော်တော်ပင်ပန်းနေအဲ့ဒါကြီးလေ तू မကြိုက်ဘူးတဲ့နော်အဲ့ဒါ10သိန်း तू ပေးတယ်ကျွန်တော်10သိန်းပေးတယ်အဲ့ဒီအမပေါ့နော်နောက်ပြီးတော့तू လူတာလည်း तू မပြောပါနဲ့တဲ့နော် तू လူတာလည်းမပြောပါနဲ့တဲ့အလူရှင်ကတော့ဒါစေတနာရှင်တယောက်ပေါ့နော်စေတနာရှင်တယောက်ကနေပြီးတော့လူတာအဲ့တော့အခု तू 10သိန်းပေးတယ်ဆိုရင်ကျွန်တော်တို့တခြားအလူရှင်လေးတွေဘာတွေများရခဲ့ရင်ဒါဒီ73သိန်း14သိန်း15သိန်းဒီဝင်းကျင်ကပြည့်သွားရင်အဲ့မော်တာနဲ့ဘိန်းလေးရသွားရင်အဆင်ပြေလားပြေပါနော်အဲ့ဆိုနော်ဒါမျိုးမလုပ်ရတော့နော်အဲ့ဆိုဒါမျိုးမလုပ်ရတော့ဆိုတော့ဒီမော်တာနဲ့ဘိန်းအပြင်ကိုဥပမာပေါ့နော်ဒီ10သိန်းနဲ့အဆင်ပြေလောက်မဲ့ဟောဘာဖြစ်လဲဆက်နေတာကဘာဖြစ်နိုင်မလဲဆိုတော့ခုနကယူလို့ဘိန်းကြီးပြပြင်လိုက်မယ်ဆိုရင်အေးပေါ့ဘိန်းအဟောင်းတစ်ခုရှိရနော်အဲ့ဒါကိုပြန်ပြင်လိုက်အဲ့ဒါအဲ့လိုပြင်တာကြောင့်မကောင်းတော့ကျွန်တော်သဘောမကျဘူးနော်ဒါဆိုလို့ပဲအလူရှင်ပေါ့ဒါပေါ့အလူရှင်ပေါ့အလူရှင်လည်းပြောပါတယ်လိုလို့ရှိရင်တဲ့ကိုကြီးအပြန်ပြောပေးပါတဲ့ဟိုတော့ဘယ်လောက်လိုတယ်ဒါပေမဲ့ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ဟိုအလူရှင်ကဒီလောက်လှူလာတဲ့ဟာကိုကျွန်တော်မရေးဒီလောက်တော့မရဘူးဒီလိုကြီးတော့ရှိတယ်ဆိုကျွန်တော်ပြောမထွက်ဘူးအားကြောင့်ကျွန်တော်သူ့ကိုမပြောပါဘူးမပြောဒါပေမဲ့ဒီဗီဒီယိုလေးတက်လဲသူတွေ့မှာပါဟိုတော့လောလောဆယ်10တဲ့ကျွန်တော်လက်ထဲမှာရှိတယ်ဒါအခုပထမတော့ကိုကျွန်တော်ယူလိုက်ပေးမလို့ယူလိုက်ပေးလို့တော့じゃဟိုသူတို့ပတ်စံလှူတာမကြိုက်ရင်ဝင်လေးဖြစ်မှာဆိုလို့ကျွန်တော်အဲ့ဟိုဘိန်းလေးကိုရအောင်လုပ်ပေးနေတာအခုနောက်ထပ်လှူတဲ့လူတွေပဲရှိရင်လည်းကျွန်တော်ပေါင်းမယ်နောက်ဆုံးဗျာနောက်ထပ်လှူတဲ့လူမရှိဘူးဒီ10သိန်းပဲရှိတယ်ဆိုရင်အခုလက်ထဲကိုကျွန်တော်အဲ့10သိန်းလာထည့်ပေးမှာနော်နောက်ထပ်ရှိတယ်ဆိုရင်ကျွန်တော်ဒီမှာအဲ့ဒီဘိန်းလေးကိုကျွန်တော်အော်ဒါမှာမယ်ဟောနော်မှာပြီးတော့ဟိုအခုကိုယ်တိုင်ကိုကြအိမ်တိုင်ရောက်လာပေးမှာအလှရှင်ရောဒီကနေပါပြောခြင်းအလှရှင်ရှိလောတယ်10သိန်းရပါ10သိန်းမှမှတ်တယ်10သိန်းရပါဟုတ်လားလူရှင်ပါပြောခြင်းဘယ်လိုပြောမလဲဘယ်လိုပြောရမလဲကျွန်တော်လည်းကျွန်တော်မသိဘူးမဟုတ်ဘူးလေကိုယ့်ကိုပြောမှာပြောလိုက်ပြောပြန်မင်းနဲ့ဘယ်လိုပြောဟ
ဟောကျွန်တော်လူပေးတဲ့အတွက်ဒါကျေးဇူးတင်ပါတယ်ဗောဒါကျွန်တော်လိုအပ်နေတဲ့လိုအပ်ချက်လေးတွေရသွားတဲ့အတွက်ကိုလည်းဒါအခက်အခဲတစ်ခုအဆင်ပြေသွားတယ်ဒီကပြောနေရတာလေဟုတ်တယ်ဗောနော်ဒါသူ့အတွက်ဆိုရင်လေဒါဟိုဗောနော်ဒီအခက်အခဲဖြစ်နေတဲ့အရာလေးတစ်ခုတော့အဆင်ပြေသွားတာဗောဘယ်လိုပဲဖြစ်ဖြစ်ဒါသူ့ဟိုသူတို့အထောက်အကူတစ်ခုဖြစ်သွားတယ်အလူရှင်ဟိုဒီရကိုသားလဲကျွန်တော်ကကျေးဇူးတင်ပါတယ်လောလောဆယ်10သိန်းပြောတာသူ့လက်ထဲမရောက်သေးဘူးကျွန်တော်စီမှာနော်ကျွန်တော်လည်းအကောင့်ထဲမှာပဲရှိသေးတယ်ပြေးမယ်နော်နော်စရင်နဲ့မှတ်ထားလိုက်တော့လားဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အလူရှင်တွေအကုန်လုံးကျေးဇူးပါ ပြေပါစီတော့လို့ဝကြွေးရှိသမျှဒီဘဝနေတယ်မြတ်ဖျားထံတောင်းစုချွေအပြည့်တော်လို့အပြည့်ဆိုးမျိုးတွေကင်းဝေးကြပါစေမင်းပြတဲ့ဝေဒနာကလေးတွေအတိအချာတွေးမှဖြေတရားစိတ်ကမရှိဘူးလေ